တိုက်ပြည်တပြည်ရဲ့အနာဂတ်တစ်ခုလုံးကအမွေစက္ကန့်တူမရှိတဲ့ပတ်လင်းပေါ်မှာပဲမရွေးမရဖြစ်နေတယ်အဖေကလည်းနတ်ဖျားတပါးနဲ့လို့ရမယ့်အပေးအယူပေါ်မှာမူတည်နေတယ်ဆိုရင်တော့ဟုတ်ကဲ့ဒီနေ့မှာတော့ကျွန်တော်တို့ဒန်တာရီထဲကကုသမင်းရဲ့အမတန်မှထူးခြားတဲ့ဖွားမြင်ခြင်းဇလန်းကိုအတူတူကြည့်သွားကြမှာပါအဲ့ဒီမိခွန်းကပဲတာယာဝါပြောလာတဲ့ကုသဝတီတိုင်းပြည်နဲ့တရားမျှတတဲ့ဦးကားခလာဇမင်းကြီးအတွက်အဆုံးဖြတ်ပေးမဲ့မိခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်ဆိုလိုတာကတိုင်းပြည်ရဲ့ဒီငရဲ့အေးချမ်းမှုအလုံးကဒီမိခွန်းရဲ့အဖြေပေါ်မှာပဲမူတည်နေခဲ့တာပေါ့ဟုတ်ပါပြီပြည်သူတွေရဲ့စွဲမှုတွေကဘယ်ကစလဲဆိုတော့တိုင်းတစ်ပါးကကျူးကျော်လာမှပြီးတော့တိုင်းပြည်ကြီးပျော်ကွဲသွားမှကိုကြောက်တဲ့စိတ်နဲ့စားတာပါဒီဖီအားတွေအပေါင်းကလည်းရာဇာပတ်လင်မကိုတဲတဲမမကြားရောက်လာတော့တာပဲကဲအခြေအနေကဘလောက်ထိတင်းမာနေခဲ့လဲဆိုတာစက်ကြည့်ကြရအောင်ဒီတိုင်းပြည်မှာကြည့်လိုက်ရင်တရားမျှတတဲ့ဗယင်မင်းကြီးလည်းရှိတယ်တီလာနဲ့ပြည်စုံတဲ့မိဖူယာကြီးလည်းရှိတယ်ဒါပေမဲ့တိုင်းပြည်ရဲ့အနာဂတ်ကိုခိုင်မာစေမဲ့အရေးကြီးဆုံးအရာတစ်ခုကတော့ပြောင်းဆုံးနေခဲ့တာပါ16000ဟုတ်ပါတယ်ဘင်းမင်းကြီးမှာမောင်းမပေါင်း16000တောင်ရှိခဲ့တာပါဒါပေမဲ့အဲ့ဒီချက်ကတယောက်မှတော်ဝင်မျိုးဆက်ကိုဆက်ခံမဲ့တားတော်လေးတစ်ပါးကိုမွေးဖွားမပေးနိုင်ခဲ့ပါဘူးဒီမှာလည်းပြည်သူတွေဟာတီးမခံနိုင်တော့ပဲဘယင်မင်းကြီးကိုတန်းရိုက်တောင်းဆိုကြပါတော့တယ်သူတို့ရဲ့တတိပေးချက်ကလည်းရှင်းရှင်းလေးပါပဲအခုလိုအမွေဆက်ခံသူတာမရှိဘူးဆိုရင်ပြိုင်ဘက်ဖရင်တပါးကဒီတိုင်းပြည်ကိုလွယ်လွယ်ကူကူပဲဝင်သိမ်းပြီးဖျက်ဆီးသွားလိမ့်မယ်ဆိုတာပါပဲဆိုတော့မောင်မတွေနဲ့ကြိုးပမ်းမှုတွေအားလုံးမအောင်မြင်တဲ့အခါမှာတော့ကီထရီဟာနောက်ဆုံးထွက်ပေါက်အနေနဲ့အရန်ကိုထူးခြားတဲ့အကြမ်းတစ်ခုကိုတင်ပြလာကြပါတယ်သူတို့ရဲ့မျောလင့်ချက်အကုန်လုံးကိုလူတယောက်တည်းရဲ့တီလာတန်ကိုအပေါ်မှာပဲပုံအပ်လိုက်ကြတော့တာပါသူတို့ရဲ့ယုံကြည်ချက်ကဘာလဲဆိုတော့အရင်မောင်မတွေကတီလာနဲ့ဘုံကုတော်မရှိကြလို့သားတော်မရခဲ့တာအခုတကယ်လို့စင်ကြယ်တန်ရှင်းတဲ့သူတယောက်ကသာတော်ဝဲမျိုးဆက်ကိုမွေးဖွားပေးနိုင်မှာလို့အခိုင်အမာယုံကြည်နေကြတာပါအဲ့ဒီတော့အချင်းတွေကဗယင်မင်းကြီးတဲ့တကယ်ကိုလက်ခံဖို့ခက်ခဲတဲ့အနေအထားကိုရောက်သွားပါတော့တယ်ဘာလို့လဲဆိုတော့ तू ဟာပြည်သူတွေရဲ့တောင်းဆိုမှုကိုလိုက်လျော့ရတော့မှဖြစ်ပြီး तू အချစ်မြတ်နှုတ်ဆုံးတီလာအပြည့်စုံဆုံးဖြစ်တဲ့မိဖုရားခေါင်ကြီးတီလာဝတီကိုကျင်ရတော့အထက်ရှာဖို့ကိုယ်တိုင်ကိုကြောင့်အပြင်ကိုလွတ်ရတော့မယ်အခြေအနေဖြစ်လာခဲ့လို့ပါပဲဒါပေမဲ့မိဖုရားကြီးရဲ့တီလာတန်ကိုကသူ့ရဲ့ပြည်သူပြည်သားတွေရဲ့နှလုံးသားကိုပဲလှုပ်ခတ်စေခဲ့တာမဟုတ်ပါဘူးသူရဲ့တီလက်တန်ခိုးဟာလူဘီကိုကြော်လွန်ပြီးအထက်နက်ဘီမှာရှိတဲ့နတ်တို့ရဲ့ဘီရင်တိကြမင်းရဲ့ပလင်ကိုတောင်ပူလောင်လာစေခဲ့ပါတယ်။ဒါကဘာကိုကြားတယ်လဲဆိုတော့လူဘီမှာတီလက်ဆောင်ထိန်းတဲ့သူတော်ကောင်းတစ်ယောက်အကူအညီလိုအပ်နေပြီးဆိုတဲ့အချက်ပြခေါင်းလောင်းတန်ပါပဲ။ဒီလိုနဲ့မိဖုရားကြီးကိုလိုချင်တတ်မှတ်နေတဲ့လူအုပ်ကြီးကြမှာသူ့ရဲ့ဂုဏ်သိက္ခာကြာဆင်းဖောင်းမှာကိုစိုးရင်တဲ့အတွက်တေချာမင်းဟာပုနာဝအတွင်းကိုဖန်ဆင်းပြီးလူဘီကိုကိုယ်တိုင်ဆင်းလာကကြားဝင်ကောက်ွယ်ပေးခဲ့ရပါတယ်။ကောင်းပြီအခုနတ်ဘီမှာမိဖုရားတီလော်ရီနဲ့နိုးထားလာတဲ့အခါမှာတော့သူ့ရဲ့အနာဂတ်သားတော်အထက်သူ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေမဲ့ကြီးမားတဲ့ရွေးချယ်မှုတစ်ခုနဲ့ရင်ဆိုင်ရမှာတော့မယ်တကြားမင်းကသူ့ကိုတားတော်နှစ်ပါးကမ်းလန်းပါတယ်ဒါပေမဲ့တကြည်မှတစ်ပါးပဲရွေးလို့ရမယ်တစ်ပါးကတော့ပညာအရန်ရှိတယ်ဒါပေမဲ့ရုပ်အစင်းမလာဘူးနောက်တစ်ပါးကတော့ရုပ်အစင်းအရန်လာတယ်ဒါပေမဲ့ပညာမရှိဘူးဆိုတော့ဒါဟာတာမန်ရွေးချယ်မှုတစ်ခုမဟုတ်တော့ပါဘူးတိုင်းပြည်ရဲ့အနာဂတ်တစ်ခုလုံးအတွက်အတွင်းအရေးအတွင်းနဲ့အပြင်ပန်းအလားဒီနှစ်ခုကြားမှာအဆုံးဖြတ်ပေးရမယ်ရွေးချယ်မှုကြည်တစ်ခုဖြစ်နေကြတာပါဒီနေရာမှာမိဖုရားကြီးဟာသူ့ရဲ့မူလစင်ရင်အတိုင်းပဲအပြင်ပန်းအလားတရားထက်အတွင်းဉာဏ်ပညာကိုပဲပြပြတသားရွေးချယ်ခဲ့ပါတယ်အဲ့ဒီရွေးချယ်မှုကပဲဒီဇနတစ်ခုလုံးရဲ့အဓိကတန်ဖိုးထားမှုကိုမိမောင်းထိုးပြလိုက်တာပါပဲသူ့ရဲ့နတ်ပြည်ခရီးစဉ်ကအမှန်ကန်ဖြစ်ချောင်းတက်တည်ပြနိုင်ဖို့တဲ့တရားမင်းကတမန်မြတ်နတ်ဆန်တကူကောကနုဒန်နတ်ဆောင်လိုမျိုးတန်ဖိုးမဖြစ်နိုင်တဲ့လက်ဆောင်ပနာတွေကိုပေးအပ်ပြီးမှလူပြေကိုပြန်ပို့ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့တရားမင်းကအိပ်ပျော်နေတဲ့မိဖုရားကြီးကိုနန်းတော်ကိုပြန်ပို့ပေးခဲ့ပြီးသူ့ရဲ့တန်ခိုးနဲ့ဖျားလောင်းကိုပဋိသန္ဓေတီးဆေးခဲ့ပါတယ်။ဖျားလောင်းဆိုတာကတော့နောင်တဲ့ချိန်မှာဖျားဖြစ်မဲ့ပုဂ္ဂိုလ်ကိုရည်ညွှန်းတာပါ။ဒါပေမဲ့နိုးလာတဲ့ဖျင်းမင်းကြီးကတော့မိဖုရားကြီးပြုတ်ပြတဲ့မယုံနိုင်စရာဇန်လန်းကိုလုံးဝတန်တရားဝင်နေခဲ့တယ်။နောက်ဆုံးတရားမင်းပေးလိုက်တဲ့နဝစ်ပစိုးကိုမြဝထင်နေမြင်လိုက်ရတဲ့အခါကျမှပဲအရာအလုံးကိုယုံကြည်သွားတော့တာပါဒီလိုနဲ့ဇလကြာမှာတော့မိဖုရားကြီးအားမင်းသားနှစ်ပါးကိုဖွားမြင်ခဲ့ပါတယ်ဒါပေမဲ့တိုင်းပြည်ရဲ့အကြအတဲကပြည့်လဲသွားမဲ့အစာအခုမှစမဲ့အမတာမပုဂ္ဂိုလ်ရဲ့စံတဲ့ပฏิပက္ခအသက်တစ်ခုအတွက်အစာပြိုးပေးလိုက်တယ်လို့ပဲဖြစ်သွားခဲ့ပါတယ်တာဦးမင်းသားလေးကိုတော့မင်းမြတ်တဲ့စမန်းမြတ်ကိုဆွဲပြပြီးကုတာလို့အမိပေးခဲ့ကြပါတယ်
သူကသူ့ငယ်တော်ရဲ့ရွေးချယ်မှုကိုပုံဖော်လိုက်တယ်လို့ပါပဲရုပ်အစင်းကတာမန်ပေမဲ့အတွင်းမှာတော့ထက်မြက်တဲ့ဉာဏ်ပညာတွေနဲ့ပြည်နံနေတဲ့သူပေါ့ အသက်16နှစ်အရွယ်မင်းသားကုတာရွယ်ရောက်လာတဲ့အခါမှာတော့မိဘတွေကသူ့ကိုထီးနှန်းဆက်ခံပြီးလက်ထက်ထိမြတ်စစ်ချင်းကြပါတယ်။ဒါပေမဲ့မင်းသားကုတာကတော့3ချိန်တိခေါင်းမာမာနဲ့ညှင်းဆန်ခဲ့ပါတယ်။အကြောင်းရင်းကတော့ သူ့ရဲ့ဉာဏ်ပညာကြီးမားလွန်တာကပဲသူ့တဲ့နာကျင်စရာကောင်းတဲ့အမှန်တရားကိုမြင်နိုင်စွမ်းပေးခဲ့တာပါသူကအရာရာကိုတိမြင်နားလည်နိုင်ပေမဲ့သူ့ရဲ့ရုပ်ဆင်းမလာပါမှုဆိုတဲ့ပြဿနာကိုတော့အဲ့ဒီဉာဏ်ပညာနဲ့မဖြေရှင်းနိုင်တဲ့ကြက်တဲတစ်ခုအဖြစ်ရှုမြင်နေခဲ့တာပေါ့ ဒီတော့ဉာဏ်ပညာကရုပ်အစင်းကိုတကယ်ပဲကြော်လွှားနိုင်ပါမလားဒီမေကုန်းကပဲမင်းသားကုတာရဲ့ဘဝကအကြီးမားဆုံးစိုင်းခေါ်မှုကြီးဖြစ်လာခဲ့ပါရဲ့စိတ်ဝင်စားစရာကောင်းတာကတိုင်းပြည်တစ်ခုလုံးရဲ့အချက်တဲနဲ့ဆက်ပြူခဲ့တဲ့ဇာလန်တပုတ်ဟာအခုချိန်မှာတော့မင်းသားတစ်ပါးရဲ့ကိုယ်ပိုင်ရုံးကန်မှုအပေါ်မှာဘယ်လိုများဆက်ပြီးအဆုံးဖြတ်ပေးသွားမလဲဆိုတာပါပဲ